ကလေးတွေရဲ့တဘာဝဖန်တီးနိုင်စွမ်းကိုပြုစုပြောထောင်ပေးမဲ့စာဒီနေ့ခေတ်စာသင်ခန်းတွေကဘယ်လိုဖြစ်စည်းနေတယ်လို့ခင်ဗျားတို့ထင်လဲ Sarkin Robinson ရဲ့အဆိုအရကလေးတိုင်းဟာမွေးရပါအကန့်အသတ်မရှိဖန်တီးနိုင်စွမ်းနဲ့မွေးဖွားလာကြတာပါဒါပေမဲ့စာသင်ခန်းထဲရောက်တဲ့အခါမှာအမားလောက်ရမှာကိုကြောက်ရွံ့အောင်စနစ်တကျတင် जा ခံလိုက်ရပါတယ်အမားမလုပ်ရဲတဲ့ကလေးတယောက်ဟာဘယ်တော့မှစမ်းတစ်တဲ့စီမံကိန်းတွေကိုဖန်တီးနိုင်မှာမဟုတ်ပါဘူးဒီနေ့ပညာရေးစနစ်ဟာကလေးတိုင်းကိုအမှုပညာနဲ့ဖန်တီးနိုင်စွမ်းထက်စာမေးပွဲအမှတ်ရဖို့ပဲပုံစံခွက်တဲ့အတင်းရိုက်တွင်းနေတာဖြစ်ပါတယ်ပညာရေးဆိုတာကလေးတွေကိုအမားမလုပ်တဲ့စက်ရုပ်တွေမွေးထုတ်တာမဟုတ်ပဲအမားကနေသင်ခန်းစာယူပြီးအတစ်ဖန်တီးရတဲ့ရဲရင်သူတွေကိုမွေးထုတ်ပေးတာဖြစ်ရပါမယ်ဒါဆိုရင်ခင်ဗျားတို့အမြင်မှာဒီနေ့ပညာရေးဟာကလေးတွေရဲ့ဖန်တီးနိုင်စွမ်းကိုပံ့ပိုးပေးနေသလားဒါမှမဟုတ်ပုံစံခွက်သေးပဲထည့်နေသလားဆိုတာခင်ဗျားတို့အမြင်ကိုဆွေးနွေးပေးခဲ့ပါဦး